မင်္ဂလာပါဒီမှာမောင်လေးတယောက်ကပေါ့နော်ညီမလေးတယောက်လာမောင်လေးလားမသိဘူးเนาะကျွန်တော်မေးထားတာရှိတယ်ဘာလေးလဲဆိုတော့သူကဒီ ready made အင်ဂျီတွေမှာလေ ready made အင်ဂျီတွေမှာထုတ်တဲ့ကော်လန်လေးကိုလည်းဆွဲပြပေးပါတဲ့เนาะကျွန်တော် ready made အင်ဂျီတွေမှာဆိုရင်ကော်လန်လေး17ပုံစံအပြားလေးလုပ်ထားတာရှိတယ်လေเนาะ ready made အင်ဂျီတွေမှာเนาะကော်လန်ကိုဒီကနေပြီးတော့ထုတ်တဲ့ပုံစံလေးเนาะဒီ level ကနေပြီးတော့ကျွန်တော်ကော်လန်ယူတဲ့ပုံစံလေးကိုသူမေးထားတာသိလားเนาะဒါကျွန်တော် ready made အင်ဂျီရွက်ထားလိုက်เนาะ ready made အင်ဂျီမှာဆိုရင်ကျွန်တော်တို့တရားကသူ့ရဲ့လက်ပေါ့ကွာနော်အင်ဂျီမှာဆိုရင်ဒီကော်လန်လေးသူကရင်စီလေးတွေမှာလောက်တယ်เนาะရင်စီလေးတွေမှာလောက်တယ်ကော်လန်ကိုဒီကနေပြီးတော့ကျွန်တော်ဒီကနေယူလိုက်တာကော်လန်ကိုကိုတွေကနေပြီးတော့ပဲထုတ်တာเนาะကော်လန်ကိုတစ်လက်မှပြဆိုတစ်လက်မှပြပေါ့เนาะဒီကိုတွေကနေပြီးတော့ထုတ်တာဒီကော်လန်လေးတွေเนาะကော်လန်လေးတွေကိုတွေကနေပဲထုတ်တာဒီအောက်ကိုเนาะဒီအချုံလေးတွေလုံးမယ်ဆိုလဲဒီလိုအချုံလေးတွေယူလို့ရတယ်နော်ဒီ ready made အင်ဂျီတွေမှာထုတ်တဲ့ကော်လန်လေးကိုသူကဟိုဖြစ်ခိုင်းတာနော်ဒီလိုမျိုးလေးနော် ready made အင်ဂျီတွေမှာထုတ်တဲ့ဒီကော်လန်လေးပေါ့ရှာလားမြင်လားမသိဘူးနော်ဒီနောက်ကတော့ရိုးလေးပဲနော်နောက်ကတော့ရိုးလေးပဲနော်ရှေ့ကိုပါဆယ်လို့ဒီလိုမျိုးနော်ရှေ့ကိုပါဒီလိုမျိုးတခါတည်းပေါ့နော်ဒီရင်စီပတ်တန်လေးနော်3 4 5ဒီလိုပုံစံလေးမြင်လားမသိဘူးနော် ready made အင်ဂျီတွေမှာဆိုရင်ရှေ့မှာဒီလိုပုံစံလေးတွေထုတ်ထားတာလေဒီခွဲလေးတွေနဲ့နော်ဒီလိုကော်လန်လေးဒီကကြဘယ်ကယူလာလဲဆိုတော့ဒီ level ကနေပြီးတော့ခြေတို့တစ်ဆက်သေးယူရမှာဒီကော်လန်ကကြတက်လေးခြေတို့17တွေပါလို့တက်ဆွဲစရာမလိုဘူးဒီကော်လန်လေးကကြနော်17တွေပါတက်ဆွဲစရာမလိုဘူးဒီကိုရဲပတ်တန်ကနေပြီးတော့ပဲဒီကော်လန်လေးကိုတစ်ခါတည်းထည့်ဆွဲနော်အန်နီလေးပေါ့နော်ဒီ ready made အင်ဂျီတွေမှာတော်တော်အသုံးပြုတယ်နော်ဒီခြေကိုမောင်လေးလားညီမလေးလားမသိဘူးခြေကိုမေးထားတာရှိတယ်နော်အဲ့ဒါလေးကိုလာပြီးပြောပြပေးမယ်နော်โอเคအဲ့ဆိုရင်ဒါလေးကိုမပြောပြခင်မှာနော်ခြေကတော့စက်ချုပ်ပညာလေးမျှဝေပေးနေတဲ့ဇာနီပဲဖြစ်ပါတယ်နော်စာနေပဲဖြစ်တယ်အဲ့ဒါဆိုရင်ကျွန်တော်စာဆွဲမယ်နော်ဒီမှာကိုဆွဲနေတာရှေ့ကျန်းနောက်ချမ်းပတ်တန်လေးကိုယူထားပြီးနော်ယူထားပြီးရင်ဒီမှာဆိုရင်ကျွန်တော်ခဲတန်လေးနဲ့အရင်ပြမယ်နော်ပြီးတော့မှဟောဖြစ်မယ်ယူထားပြီးရင်ကျွန်တော်ဘာလုပ်မလဲဒီမှာရှေ့ကျန်းလေးမှာအရင်ဒါကကျွန်တော်ကကိုရဲပတ်တန်လေးပေါ့နော်ဒီက ready make ကလေးနဲ့ဆွဲထားတဲ့ကိုရဲပတ်တန်လေးနော်အဲမှာဒီ ready to wear ပေါ့နော်ပတ်တန်ကလေး ready to wear ပတ်တန်ကလေးကိုသုံးပြီးဆွဲထားတယ်ပေါ့နော်တကယ်လို့ ready to wear ကိုထုတ်ချင်တယ်ရောင်းနေတာပဲဖြစ်ဖြစ်ကိုယ်တိုင်ထုတ်ပြီးတော့ဝတ်ချင်တာပဲဖြစ်ဖြစ်ပေါ့နော် ready to wear အခြေခံပတ်တန်ဆွဲနည်းကိုနော်တေးသေးချာချာလေးကွာသိကျင်တယ်နော်ပတ်တန်ပိုင်းမကျွမ်းသေးဘူးလေ့လာကျင်နေဆိုရင်ချက်ချင်ပါ ready to wear online class သင်တန်းလေးရှိပါတယ်နော်သင်တန်းလေးကိုစိတ်ဝင်စားလို့ join နေတယ်ဆိုရင်လည်းချက်ကို comment ပါနော်သင်တန်းကြောင်းလေးလာမေးလို့ရတယ်ပေါ့နော် page messenger မှာလည်းလာမေးလို့ရပါတယ်နော်ဒါလေးပြောချင်တာပါ okay အဲ့ဆိုရင်ချက်ဒီမှာစမယ်ဒါကအခြေခံရှေ့ကျန်းနောက်ချက်ပတ်တန်တစ်ခုဆွဲထားပြီနော် ready made ပတ်တန်ကလေးနဲ့ဆွဲထားတာပေါ့နော် ready made ဖြစ်တဲ့အတွက်ကျွန်တော်ကအပွားပတ်တန်ဖြစ်တဲ့အတွက်ထောက်ဒီမှာပါအောင်ပေါ့နော် okay ဒီမှာဆိုအခြေခံ level ပေါက်လေးပဲချက်ဖောက်ထားရတယ်ရှိသေးတယ်เนาะအခြေခံ level ပေါက်ဘေးကျဲ2ခွဲเนาะဘေးကျဲ2ခွဲအောက်အကျ3เนาะဒီမှာဒီလိုပဲဘေးကျဲ2ခွဲအောက်အကျ1နောက်ချမ်းမှာကြတယ်เนาะအခြေခံ level လေးတွေပဲရှိအဲ့ level တိုင်းကျတော့မဆွဲဘူး level ကိုထက်ချဲအောင်ပါเนาะဒီတိုင်းသွားချုပ်လိုက်ရင်ကျ level မှာကက်ကက်ကြီးနဲ့ကြက်ကြီးဖြစ်နေလိမ့်မယ်เนาะအဲ့ဆိုရင်ကျတို့ဒီကနေ level ပေါက်ထက်ချင်မယ်เนาะအဲ့မောက်ထက်ချင်တယ်ဒီမှာဒီလို level မျိုးလိုချင်တယ်ဆိုရင်ကျတော့เนาะဒီ level မျိုးရင်စီလေးပေါ့เนาะချုပ်မယ်ဆိုရင်ဘေးကိုပုံမှန်နေပင်ထက်တလက်မထားမို့1ခွဲလောက်ထက်ချက်ပြီးမယ်တလက်မထက်ချက်တယ်ဆိုရင်3ခွဲဖြစ်နော်3ခွဲဖြစ်ချက်တယ်ဆိုရင်ကျွန်တော်ဘယ်လောက်ဖြစ်မှာလဲ4လက်မဖြစ်သွားမယ်နော်လေပင်ဘေးချက်ဒါပုံမှန်ဆိုရင်တလက်မပဲထက်ချက်မယ်နော်ဒီဘက်ဘေးကိုချက်တလက်မလောက်ထက်ချက်နော်တလက်မထက်ချက်ဒီချက်မှာတလက်မချက်ရင်ဒီနောက်မှာလည်းချက်တလက်မချက်ရှာမယ်နော်တလက်မပဲထက်ချက်ရနော်ချက်ပြီးသွားရင်ကျွန်တော်လေပင်ရဲ့ရှေ့အကျဒါကိုဖောက်ချင်တဲ့လေပင်အကျယ်ကိုယူနော်လေပင်အကျယ်ကိုယူလေပင်ရဲ့ရှေ့အကျလေပင်ရှေ့အကျဆဲလို့ပုံမှန်ဆိုရင်9လက်မပဲချတာလေဟုတ်တယ်နော်ပုံမှန်9လက်မဆိုတော့ဒီကနေဒီကိုချဲ9လက်မချလိုက်ပြီဒါပုံမှန်လေပင်လေးပဲနော်ချဲဖောက်မယ်နော်ဒီကလည်းတီကို9လက်မနော်9လက်မချပြီးဆိုဘောင်လေးခတ်လိုက်နော်အရင်ဆုံးဘောင်လေးခတ်လိုက်နော်ဘောင်လေးခတ်ပြီးအပ်ဘောင်လေးမှာပဲချဲလို့ဒီထောင်လေးကနေနော်အဝိုင်းလေးဖောက်လေပင်အဝိုင်းလေးတူကကြတော့ဒီထောင်လေးကဒီတလက်မတာမို့တလက်မ20လောက်တက်ပြီးတော့ဒီလိုဝိုက်စီလာဝိုက်လေပင်အဝိုင်းလေးရှာမလားနော်တိတိကျကျဒီလိုပတ်တန်လေးကိုတိတိကျကျဆွဲတက်ခြင်းနဲ့အခြေခံပတ်တန်လေးကို remake ကလေးကိုအခြေခံကျကျဆွဲတက်ခြင်းနဲ့ဆိုချက်ဒီမှာ online သင်တန်းလေးရှိတယ်နော်စိတ်ဝင်စားရင် comment မှာ RTW လို့ရိုက်ခဲ့ပြီးလို့ရတယ်နော် okay နော်ဒီလိုလေးဖောက်လိုက်ပြီနော် okay ဒါလေပင်ဘေးကိုဘယ်လောက်ချလိုက်တာလဲလေပင်ဘေးကိုတက်လက်မချဲလိုက်တာတက်လက်မချဲလိုက်တော့ဒီလိုဘယ်လောက်ဖြစ်သွားလဲလေပင်က3ခွဲဖြစ်သွားဒီလေပင်အောက်ကြသည်9လက်မဖြစ်သွားနော်ဒါချဲ့ပြီးမှဆိုရင်အဲ့ဆိုနောက်ချမ်းကကျွန်တော်ကဒီမှာမူရင်းလေပင်ပဲရှိသေးတယ်နော်ဘေးကျဲ2ခွဲအောက်ကြတက်လက်မအဲ့ဒါကိုကျွန်တော်တစ်ထက်ချဲ့အဲ့ဒါကိုဘေးကိုကျွန်တော်ဒီလိုတက်လက်မချဲ့နော်ဘေးကိုဒီမှာတက်လက်မချဲ့တယ်
ဘေးကိုတလက်မချတယ်အောက်ကြကိုကျတို့ကကြတော့တစ်ခွဲချင်နောက်တော့နော်ဒီမှာတလက်မချထားပြီးသားဆိုနောက်ထပ်လက်မဝက်ထက်ချင်အောက်ကိုနော်လက်မဝက်လောက်ထက်ချမယ်ချပြီးရင်ဒီပုံစံလေးနော်၄တောင်ကွက်လေးဆက်ပြီးရင်ကျတို့ဒီအလေမှတ်ကိုဒီလိုမျိုးလေးဝိုက်ကလေးထားလုံးနဲ့လာဆက်လာဆက်မယ်နော်โอเคသူကကျတို့ကရှေ့ခွဲဖြစ်တဲ့အတွက်ဒီနောက်မှာဘာဖြစ်လဲခေါက်ကြောင်းလေးနဲ့ညှက်ပြရရှာမယ်နော်โอเคရှေ့ခွဲဖြစ်တဲ့အတွက်ကျတို့ဘာလုပ်မလဲနော်ဒီရှေ့မှာကျတို့ထုတ်ပြရအောင်မယ်ကျဲသီးထက်စာ၄စိတ်ခောက်စာတလက်မဆိုတော့တစ်ခွဲထုတ်ပြရနော်ဒီမှာဒီကနေဒီကိုကျဲသီးထက်စာအရင်ဆွဲလိုက်နော်ဒီ၄စိတ်ကကျတို့ကျဲသီးထက်စာနော်ပြီးရင်ခောက်စာနောက်ထပ်တလက်မထပ်ထုတ်မယ်ခောက်စာကိုတလက်မတစ်ခွဲထုတ်လို့ရနော်အဲဒီလိုချင်းချင်းလေးလာဆက်နော်ခောက်လိုက်ချင်းညီအောင်လို့နော်ဒီလိုပုံစံလေးရှာမယ်နော်ဒီကနှစ်ခုကိုရမယ်နော်ဒီကတလက်မခောက်စာ၄စိတ်ကထက်စာနော်ခောက်စာနဲ့ထက်စာနဲ့နော်ဒီရှေ့ကိုလာထုတ်တာရှေ့ခွဲဖြစ်တဲ့အတွက်အဲ့ဆိုရင်ကျတို့ကဒီမှာလေမင်းပေါက်လေးရပြီနော်ဒီလိုစတစ်ကလေးကိုယူတော့မယ်နော်ဒီလိုစတစ်ဒီကျတို့ဒီကိုတွေကနေယူမှာဖြစ်တယ်ဒါကိုလိုချင်တဲ့လေမင်းပေါက်ကြီးကျနော်ကျတို့မှာမြင်တာအောင်နော်အပြာလေးနဲ့ဆွဲပြမယ်နော်နော်ဒါကိုလိုချင်တဲ့လေမင်းပေါက်နော်ဟုတ်လားဒါကိုလိုချင်တဲ့လေမင်းပေါက်လေးအဲ့ဒီလေမင်းပေါက်ကနေမှဒီဘက်ဘေးကိုကျတို့ကဒီစတစ်ပြားလေးယူမယ်နော်ကိုတွေကနေထုတ်မှာနော်ဒီဘက်ဘေးကိုအနည်းဆုံးစတစ်ပြားကိုတက်လက်မယူတယ်နော်ပုံမှန်ဆိုတက်လက်မဆိုဒီဘက်ဘေးကိုကျတို့တက်လက်မယူလိုက်မယ်နော်တက်လက်မအဲ့ဆိုဒီကနေဒီကိုလေကျတို့တက်လက်မဆိုပြီးကျတို့ပေတန်လေးနဲ့နော်ပေတန်လေးနဲ့ဒီလို white ကလေးကိုလိုက်ပြီးတော့တက်လက်မကြီးလိုက်မယ်မှန်အဲ့ဒီခါမှာကျတို့ဒီရှေ့မှာဒီပဲလိုချင်တာလားဒီယူလဲရရနော်ဒီပဲလိုချင်တာလားအခွဲလေးယူချင်တာနှစ်မျိုးပြောမယ်နော်ကျတို့ဒီယူမယ်ဆိုလေဒီလိုဒီယူလေးလို့ရတယ်ဒီလိုဒီတက်လက်မကိုဖြတ်ထုတ်လို့ရရနော်အခွဲလေးရောယူမယ်ဆိုရင်ကျတို့ဒီအခွဲလေးကိုအတွက်နော်အခွဲလေးတော့ကဒီဘက်ကိုကျတို့ဘယ်လောက်ဝင်မလဲဆိုတော့ခွဲမှာဖြစ်တဲ့ဒီဘက်ကို3စိတ်လောက်ဝင်မယ်နော်3စိတ်နော်သူကသတိထားမှာဖြန့်လိုက်ရင်3စိတ်ကိုဖြန့်လိုက်ရင်6စိတ်ဖြစ်သွားမယ်နော်4စိတ်ယူထားရင်4စိတ်ကိုဖြန့်လိုက်ရင်1လက်မဖြစ်သွားမယ်ဒီနေရာမှာ1လက်မဆိုပြီးအကျယ်ယူလိုက်ရင်ဖြန့်လိုက်ရင်2လက်မဖြစ်သွားမယ်2လက်မဆိုအကျယ်ကြီးဖြစ်သွားမှာနော်အဲဒီမှာ3စိတ်လောက်ပဲယူ3စိတ်ယူမယ်အခွဲလေးကိုယူပြီးအောက်အကျဒီမူရင်းလေမြင်ရနေနော်အောက်ကျအချုံလေးကိုတစ်ခွဲနှိပ်ယူလို့ရတယ်နော်ဒီအချုံလေးကိုနော်ဒါ1လက်မခွဲလောက်ပဲယူမယ်ဆိုရင်လည်းတစ်ခွဲလောက်ပေါ့နော်တစ်ခွဲနော်တစ်ခွဲယူမယ်ဆိုတစ်ခွဲပေါ့နော်2လက်မထိချလို့ယူလို့ရတယ်ဒီအတွက်လားဒီထက်စာကြီးရဲ့အပေါ်မှာနော်ဒီမှာလေဒီထက်စာကြီးရဲ့အပေါ်မှာဒီခွဲလေးကိုဒီလိုလာပြီးတော့ယူမယ်နော်ထက်စာကြီးရဲ့အပေါ်မှာသွားမယ်နော်ညနေဒီလိုတစောင်းလေးယူလိုက်ဒီနေရာရောက်သွားရင်ခွဲလေးရနော်ဒီနေရာရောက်သွားပြီဆိုရင်ဆဲလို့ပါဖြစ်တယ်နော်ဒီယူမယ်လူကဒီလိုဒီပဲယူသွားရတယ်နော်ဒီလိုအခွဲလေးထည့်ခြင်းတဲ့လူကဒီကို3စိတ်ဝင်ပြီးတော့အောက်ကိုတစ်ခွဲလောက်ချလိုက်တာနော်တစ်ခွဲလောက်ချလိုက်တာချပြီးတော့ကျတို့ဒီမှာဒီပုံမှာကျတို့လေဘင်းရဲ့ဟိုမှာအခွဲလေးယူလိုက်တာနော်ဒါကိုခောက်ပြီးတော့နော်ပတန်ညက်တဲ့ခါဒီလိုခောက်ညက်လို့လည်းရတယ်နော်ဒီ၄စိတ်နော်ထက်စာ၄စိတ်ရေဘေးကိုခောက်ညက်လို့လည်းရတယ်နော်ပြီးတော့ခောက်ညက်ပြမယ်နော်ကျအဲ့ဆိုဒီလိုရသွားကျတို့ကအခွဲလေးထည့်မှာဖြစ်တဲ့အတွက်ဒီနားလေးကိုနားလဲလာမယ်နော်အခွဲလေးထည့်မှာဖြစ်တဲ့အတွက်ဒီဘက်ကို3စိတ်နော်လေဘင်းရဲ့တွင်3စိတ်ဝင်လိုက်တယ်အောက်ကျတစ်ခွဲယူတယ်2လက်မဒီအခြေအချုံယူလို့ရတယ်နော်ပြီးတော့ဒီ4စိတ်ထက်စာပေါ်မှာလာပြီးတော့နော်တင်လိုက်မယ်နော်အဲ့ဆိုရင်ကျတို့ကဒီဟာလေးရပြီအခွဲလေးရပြီဆိုရင်ဒီစတစ်ပြားလေးယူမယ်စတစ်ပြားလေးကိုဒီကနေဒီကိုကျတို့တလက်မစီပဲနော်ပေတန်လေးနေကျတို့ဒီကနေဒီတလက်မဒီလိုမျိုးလိုက်မှတ်လိုက်နော်မှတ်ပြီးတော့ဒီလိုပုံစံလေးကျတို့စတစ်ပြားလေးကိုဆက်လိုက်မယ်ရလားစတစ်ပြားလေးဆက်လိုက်ပြီနော်ဒီလေဘင်းကနေယူလိုက်တာဒီစတစ်ပြားလေးနော်အဲ့ဒီအပြားလေးတိုင်းကျတို့ညှက်ထုတ်မှာနော်ညှက်ထုတ်ပြီးတော့မှကျတို့ကဒီဟာကိုပြန်ပြီးတော့ချုပ်ကောက်မှာလိုင်းလေးကောက်ပြီးတော့နော်နောက်ချမ်းတော့ဘာမှလုပ်စရာမလိုဘူးနောက်ချမ်းတော့ဒီလေဘင်းအတိုင်းပဲဒီလေဘင်းတိုင်းပဲကိုကျတို့ကအပြားကိုလေးနဲ့ချုပ်နော်အပြားကိုလေးနဲ့ချုပ်နော်ဒီရှေ့ချမ်းမှာပဲဖြစ်နော်ဒီဟာလေးကိုကျတို့ကကော်ပီလေးလှိန်ထုတ်မှာနော်ဒါကိုပြီးညှက်ထုတ်မှာဖြစ်တဲ့အတွက်ဒီတလက်မတီတွင်းထဲကိုခောက်ထည့်မှာဖြစ်တယ်နော်တလက်မတီတွင်းထဲကိုခောက်ထည့်မှာဖြစ်တယ်ဆိုတော့ဒီတိုင်းလေးလှိန်မယ်နော်အဲ့ဆိုနောက်ထပ်ကာလာပေပါတစ်ခုယူဒီလိုလေးတင်မယ်နော်တင်ပြီးရင်ချဲဒီမှာဒါလေးကိုလှိမ့်ပြနော်အချုံလေးကိုမှတ်မယ်တေချာတွေ့လားမြင်လားမသိဘူးနော်ဒီမှာကော်လန်လေးရပြီနော်ဒီကော်လန်လေးကိုနှစ်ထပ်ချုပ်ကြမှာနော်ဒီမှာ lining တက်ပြီးတော့ဒါကိုဘယ်နှခုညက်ကမှာလဲဆိုတော့2ခုညက်ကအခုလောလောဆယ်ကတော့ဆယ်တစ်ခုပဲတောင်းနော်
ဒါကိုဘယ်နှခုညက်ကမှဆိုကျတော့ဘယ်နှ၄ခုပေါ့နော်ဟိုဘက်ဒီဘက်ဆို4ခုညက်က4ခုညက်ကနော်ဒီမှာဒီလိုကော်လန်လေးရတယ်နော်ဒါလေးကိုခဏပဲအဲ့ဆိုချင်းစီချမ်းလေးညက်ပြမယ်နော်ညစ်ချမ်းညက်တဲ့ခါကျရင်ဒီမှာကြည့်ရှေ့မှာတလက်မခောက်စာရှိရနော်အဲ့ဒီတလက်မခောက်စာကြီးကိုခောက်ပြီးညက်ဆိုတော့ဒီခုနဒါကုထုတ်တာနေရဒီကနေစညက်နော်လေပင်ဒီနေရာနေပြီးတော့ဒီနော်ဒါကြီးကမလို့တော့ဘူးကျတော့ကိုရီရပြီနော်ဒီလိုရပြီဆိုရင်ဖြန့်လိုက်တဲ့ဖြန့်နိုင်ဒီလိုဖြစ်သွားပြီနော်ဒီရှေ့ကတလက်မထက်စာဒီကလေးစိတ်ချုပ်စာโอเคဒီလိုဖြစ်သွားပြီနော်ဒီလိုဖြစ်သွားရင်ဆိုဒီကော်လန်နဲ့ဒီကနေလာဆက်ပြီးတော့ဒီလိုမျိုးချုပ်ပါလေနော်ဒီမျိုးချုပ်မှဖြစ်တဲ့အတွက်ကျတော့ဒီမှာချုပ်စာတွေခြံအောင်မယ်နော်ချုပ်စာတွေခြံမယ်နော်ဒီတလက်မဒီကျတော့အတွင်းထဲကိုခောက်ထည့်ရမယ်စနော်အတွင်းထဲကိုခောက်ထည့်မယ်ထည့်ပြီးသွားရင်ကျတော့ဒီမှာနော်ခုနညှက်ထုတ်ထားတဲ့နေရာဒီမှာတွေ့လားဒီနော်ထက်စာအထိနော်ထက်စာအထိခုနမြင်းကိုစောက်ထားနော်ဒီမှာထက်စာအထိလာပြီးတော့ဒီမှာထက်ဒီမျိုးလေးလာထက်လိုက်ရောနော်ဒီမှာတွေ့လားဆိုရင်ကျတော့ကော်လန်လေးရနော်ကော်လန်လေးဒါတစ်ချမ်းစာပဲရှိနှစ်ချမ်းဆိုဒီလိုပူပုံစံလေးဖြစ်သွားနော်နှစ်ချမ်းဆိုရင်ဟိုဘက်ဒီဘက်ဒီလိုပူပုံစံလေးဖြစ်နော်အဲ့ဆိုဒီကနှစ်ခုကိုဆက်ချုပ်ဖို့အတွက်ကျတော့ဒီမှာချုပ်စာလေးချမ်းနော်ဖြက်ဆက်မှန်သမျှဒီကျတော့ချုပ်စာလေးချမ်းရမယ်လीနော်ဒီလေပင်တစ်ဝိုက်လုံးကိုလည်းချုပ်စာ၄စိတ်ချမ်းမယ်နော်ဒီပေါ်ဒီကော်လန်လေးမှာလည်းဒီစတစ်ကလေးမှာလည်းကျတော့ချုပ်စာလေးချမ်းနော်ဆက်မဲ့နေရာကိုချုပ်စာလေးချမ်းပြီးတော့မှပြန်ဆက်နော်အဲ့ဒါဆက်ပြရမယ်တဲ့ဒီမှာနော်တွေ့လားဒီလိုပုံစံလေးရပြီဒါတစ်ချမ်းစာပဲရှိသေးတယ်နော်ဒီမှာမြင်နေရစီကျက်စီထက်စာနော်ဒီလိုလာထက်လိုက်ပြီဆိုရင်ကျတော့ဒီမှာရတယ်ရှာလားဒီကုတ်စာဒီကျတော့ဒီအတွင်းထဲကိုခါပြီးတော့ကုတ်မယ်ဆိုရင်ရတယ်အတွင်းထဲကိုထားပြီးတော့ဒီချုပ်စာခောက်စာတလက်မဒီအတွင်းထဲကိုထားပြီးချုပ်မယ်ဆိုဒီလိုချုပ်တကယ်လို့ကိုကနေအပြင်ဘက်ကိုလှန်ပြီးတော့ဒီလိုပုံပါလေအပြားလေးပုံစံပေါ်နေတဲ့ပုံစံလေးချုပ်ချင်တယ်ဆိုရင်ဒီကုတ်စာကိုတက်တက်ညှက်ထုတ်ကြမယ်နော်ဒီကုတ်စာကိုတက်တက်နော်တလက်မခွဲလောက်ညှက်တကမယ်နော်တလက်မခွဲလောက်ညှက်မယ်ညှက်ပြီးတော့နော်၄စိတ်ချုပ်မယ်တလက်မကပြန်ပြီးတော့ဒီလိုလာအုပ်မယ်အုပ်ပြီးတော့နော်၄စိတ်ချုပ်ပြီးတော့ဒီပေါ်မှာ၄စိတ်ပြားလေးလာပြီးတော့ဟိုနေဖြစ်မယ်နော်ဒီလိုလှန်ပြီးတော့တင်ကျင်နေဆိုရင်လေအဲ့လိုကုတ်စာကိုတက်တက်ညှက်ဒီခောက်စာကိုနော်တက်တက်ညှက်ပြီးတော့ပြန်ချုပ်ပေးရနော်တကယ်လို့ဒီကုတ်စာဒီခောက်စာကိုအတွင်းထဲပဲထားမယ်ဆိုရင်တော့ချုပ်စရာမလိုဘူးဒီခောက်စာကိုအပါညှက်လို့ရတယ်ခောက်ပြီးတော့နော်ရမလားနော်မောင်လေးမိထားတဲ့အရာလေးရမယ်ထင်တယ်နော်ဒီလိုမျိုးလေးယူတာနော်စတီကော်လန်လေးကဒီနောက်ချမ်းကကြတော့ဒီမှာနောက်ချမ်းလေးချိန်နေပြန်နော်နောက်ကိုထည့်မယ်ဆိုရင်လည်းဒီနီးတိုင်းပဲသွားတာနော်ရှေ့မှာတလက်မပြားဆိုနောက်မှာလည်းတလက်မပြားနော်ဘာမှမခက်ဘူးနော်နောက်ကိုထည့်မယ်ဆိုရင်လည်းတူတူပဲဒီမှာဒီရှေ့မှာတလက်မပြားဆိုဒီနောက်မှာလည်းဆိုတလက်မပြားလေးနော်နောက်ကိုဒီလိုလာထည့်နောက်လည်းတူတူပဲနော်ဒါအောင်ညှက်ထုတ်မယ်အဲ့တော့ညှက်ထုတ်ပြီးချုပ်စာလေးဆန်ပြီးပြန်ဆက်ချုပ်မယ်လိုင်းလေးကပ်ပြီးတော့နော်ဒိုစတစ်ချုပ်တယ်လို့ပဲလीနော်နောက်ကိုမချုပ်ရအောင်နော်နောက်ကိုပါစတစ်ထည့်မယ်ဆိုလေဒီလိုပုံစံလေးထည့်မယ်ဆိုလေဒီအောင်ဖြတ်ထုတ်ပြီးတော့ထည့်လို့ရတယ်ပြောနော်အဲ့ဆိုရင်နောက်နဲ့ရှင်းတယ်ကိုဒီမှာလာတွဲပြအဲ့ဆိုရင်မှာလေရင်းတစ်ခုဂျိုင်ပခုံးတစ်ခုကိုတွဲလိုက်နော်နောက်ချမ်းမှာလည်းဒီလိုမျိုးနော်စတစ်အတူလေးဒီစတစ်အလှဲလေးထည့်နေတယ်ဆိုလည်းရတယ်နော်ရတယ်ဒီကနေပဲကျတို့ဖြတ်ချမှာနော်ဒီကနေပဲကျတို့နော်ဒီကနေပဲဖြတ်ချမှာဖြတ်ချပြီးတော့မှကျတို့ဒီမှာချုပ်စာလေးခြံပြီးတော့ထည့်ရမှာနော်ဒီရှေ့တိုင်းပဲနော်နောက်ချမ်းမှာကြာထည့်ရမှာထည့်တော့ပြားကိုလေးခုံမှာနော်ပြားကိုလေးတိုင်းထားမှာโอเคအဲ့ဆိုရင်ပတ်တန်လေးရဘယ်လိုရသွားပြီဆိုဒီလိုပုံစံလေးရသွားရလားနော်ဒီရှေ့မှာပုံနေတဲ့လေးစိတ်ဒီဆိုဘာသာလဲထက်စာနော်ရှေ့ချမ်းမှာကျဲသီးထက်စာဖြစ်တယ်ရမလားနော်ရမလားဒီလိုပုံစံဖြစ်မယ်နော်သူကရင်းစည်းချုပ်မှာဖြစ်တဲ့အတွက်ဒီမှာနော်ကျဲသီးလေးတွေလာအောင်ရှာမယ်နော်ဒီလိုလေးယူတာပါလို့နော်မောင်လေးလာမောင်လေးလည်းညီမလေးရမယ်နော်အဆင်ပြေပါစေလို့နော်ဒီလိုလေးယူတာပါဒါလေဘင်းကနေစက်တစ်အလှည့်လေးကိုယူတဲ့ပုံစံလေးပါနောက်ချမ်းမှာလည်းယူခြင်းနဲ့ဆိုရင်ဒီလိုပုံစံလေးတိုင်းပဲချုပ်စာလေးချမ်းပြီးယူရုံပဲပေါ့နော်ဒီပတ်တန်နေပြီးတော့ပဲကျလို့ဒီစက်တစ်လေးကိုယူတာဖြစ်တယ်ဟိုတက်ကြီးနော်ညှက်စရာမလိုနော်တက်ကြီးဆိုလို့စက်တစ်လေတောင်လေးလိုမျိုးဆိုတက်ကြီးအပြင်မှာလေဘင်းကိုတိုင်းညှက်စရာမလိုပေါ့နော်ဒီပတ်တန်မှာပဲထုတ်သွားတာနော်ဒါလေးကပိုးလွယ်နော်အဆင်ပြေပါစေအကျိုးရှိပါစေနော်ချဲရတဲ့ဆန်ဒီပါသိကျင်တာရှိရင်လည်းမေးခဲ့ပြီးလို့ရပါတယ်နော်